ယနေ့အတွက်စကားလက်ဆောင်အခါတစ်ပါး၌မြတ်စွာဘုရားရှင်ဟာကိုကျိုးအတွက်မဟုတ်ဘဲအများအတွက်ပြုလုပ်ပေးသောအောက်ပါကုသိုလ်များသည်ဒီနေ့ကိုပင်ရွှေ့ပြစ်နိုင်သည်ဟုဟောပြမိန့်ကြားခဲ့ပူပါသည်ထိုကုသိုလ်များမှာနံပါတ်1အများစားသုံးရန်ဥယျာဉ်စိုက်ခြင်းနံပါတ်2မိမိနေရာပတ်ဝန်းကျင်တွင်တစ်ပင်စိုက်ခြင်းနံပါတ်3အများသွားလာနိုင်ရန်လမ်းဖောက်ခြင်းနံပါတ်4အများသွားလာနိုင်ရန်တရားခင်းခြင်းနံပါတ်5အများနေရန်ဇရက်ဆောက်ခြင်းနံပါတ်6ပေါက်သုံးရန်ရေတွင်တူးခြင်းထိုကုသိုလ်များသည်ဒီနေ့ကိုပင်ရွှေ့နိုင်သည်ဟုဟောဖို့မိန့်ကြားခဲ့ပူပါသည်